မင်္ဂလာပါပရိသတ်ကြီးတို့ခင်ဗျာကျွန်တော်တို့ရဲ့ Luna Entertainment Channel ကနေစိတ်ဝင်စားပွဲနောက်ဆုံးရဗဟုသုတသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာတပန်းသီးကိုစားတာဟာအလောင်းကောင်တွေကိုစားလိုက်တာနဲ့အတူတူပဲကောက်ရိုးတွေကိုလွတ်မပစ်ပဲဒီလိုသုံးကလို့ဝင်ငွေနှစ်ဆရရှိသွားတဲ့တရုတ်လယ်သမားများမြင်တာနဲ့ကြသိန်းတစ်ဖြန်းဖြန်းထသွားမယ်နတ်စားတဲ့အပင်ဝင်မလွေခနာကိုနဲ့လူတစ်ပိုင်းကိုနိုင်ငံခြားမှာဒီလိုပြစားထားတယ်အမေရိကန်ဒေါ်လာကိုအလုံးအင်းနဲ့အတူတွေထုတ်နေတဲ့ပြုံရမ်းမျိုးကရုံကန်လေးတပန်းသီးကိုစားတာဟာအလောင်းကောင်တွေကိုစားလိုက်တာနဲ့အတူတူပဲလူတော်များများကဒီလျှို့ဝှက်ချက်ကိုလုံးဝမသိကြပါဘူး။ဒါကြောင့်မလို့ပဲတပန်းသီးအထက်ကအခုလိုအမွှာလေးတွေကိုချင်းပြုံးပြုံးနဲ့ထမင်းမိန်နဲ့ဆိုပြီးတော့တုတ်စားတာမျိုးတွေတောင်မှလုပ်ကြပါတယ်။ဒါပေမဲ့အခုပြောပြမဲ့လျှို့ဝှက်ချက်ကိုတီးပြီးတယ်ဆိုရင်ပရိသတ်တို့ကတပန်းသီးကိုနောက်ထပ်တစ်ချိန်ထပ်စားကျင်ကြတော့မှမဟုတ်ပါဘူး။ဒီမှာမြင်နေရတဲ့စားကျင်စရာအနီရောင်အမွှာလေးတွေဟာဆိုရင်တကယ်တော့အင်းဆက်အသေးတွေပါပဲ။ဒါကြောင့်ပဲအလောင်းကောင်တွေကိုစားသုံးနေရတာလို့ပြောတာပါ။သူ့ဘာသာသူအပင်မှာပေါက်ရောက်နေတဲ့အသီးထဲမှာဘလို့အကြောင်းကြောင့်များအင်းဆက်တွေကဝင်တည်နေရမှလဲလို့ပရိသတ်တို့တွေးမိနေကြပါလိမ့်မယ်ပထမဆုံးပြောရမယ်ဆိုရင်တပန်းသီးရဲ့အတွင်းသားဟာသူ့ရဲ့ပန်းပွင့်တွေပါပဲဟုတ်ပါတယ်သူကအပြင်ဘက်မှာအပွင့်မပွင့်ပဲအသီးရဲ့အထဲထဲမှာအပွင့်တွေရောက်ရှိနေတဲ့သဘောမျိုးပါတပန်းပင်တွေကဝင်းမုံကူးပြီးတော့မွေးဖွားနိုင်မှုအတွက်ဆိုရင်ငကြဲကောင်တွေရဲ့အကူအညီကိုယူရပါတယ်ငကြဲကောင်တွေဟာဆိုရင်လည်းအပွင့်ကအထဲမှာရှိနေတဲ့အတွက်ဒီတပန်းသီးရဲ့အတွင်းထဲကိုထိုးဖောက်ပြီးတော့ဝင်ရောက်ရပါတော့တယ်ငကြဲကောင်မှာအထီးနဲ့အမဆိုပြီးတော့နှမျိုးရှိပါတယ်ထူးခြားချက်ကအထီးတွေမှာအတောင်မှန်လုံးဝပါမလာကြပါဘူးသူတို့ကအသီးလိုမျိုးအသီးတဲကိုဝင်ပြီးတော့ဥဥချပြီးတဲ့နောက်ငကြဲမကဝင်းမုံကူးဖို့အတွက်အပြင်ဘက်ကိုပြန်ထွက်သွားပါတယ်ဒါပေမဲ့အထီးကတော့အတောင်မှန်မပါတဲ့အတွက်အပြင်ကိုပြန်ထွက်လို့မရတော့ပါဘူးဒီလိုနဲ့ပဲသူတို့ဥထားတဲ့ဥကလေးတွေအကောင်ပေါက်လာတဲ့အခါမှာတော့အဲ့ဒီတဲကအမတွေဟာဆိုရင်အပြင်ဘက်ကိုပြန်ထွက်သွားလို့ရတာဖြစ်ပြီးတော့အထီးတွေကတော့အသီးတဲမှာကြံနေခဲ့ရပါတော့တယ်သူတို့ရဲ့ဘဝတစ်လျှောက်လုံးကလည်းတပန်းသီးတဲမှာပဲหนีကုန်းချုပ်ရတာပါဒါကြောင့်မလို့ပြောရရင်အဲ့ဒီတပန်းသီးထဲမှာငကြဲကောင်အသေးတွေအများကြီးရှိနေတယ်ဆိုတာပါပဲဒါပေမဲ့ပရိသတ်ကြီးတို့စိတ်ပူစရာမလိုပါဘူးသူတို့ကဘာအရသာမှမရှိတဲ့အပြင်စားသုံးလိုက်မိမယ်ဆိုရင်တော့မှခန္ဓာကိုယ်အတွက်စိုးကျမဖြစ်စေပါဘူးအသီးရဲ့အတွင်းသားတစ်ခုလုံးကငကြဲကောင်တွေနဲ့အပြည့်ဖြစ်နေတာမဟုတ်ပဲလင်းကားကောင်လောက်သာအနေအချင်းရှိနေတဲ့ပုံစံမျိုးပါဒါကြောင့်မလို့အကြောင်းမသိတဲ့သူတွေကလည်းစားကြသလိုအကြောင်းသိပြီးသားသူတွေဆိုရင်လည်းတော်တော်များများကတော့ဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့ပဲမသိကြအောင်ဆောင်ပြီးတော့ဆက်စားကြပါတယ်ဒါပေမဲ့တချို့ကတော့လုံးဝကိုယုံနေဆိုပြီးတော့မစားကြတော့တာပါပရိသတ်ကြီးတို့ရောဒီအကြောင်းတွေကိုအရင်ကသိဘူးကြလားဆိုတာကိုကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်နော်ကောက်ရိုးတွေကိုလွတ်မပစ်ပဲဒီလိုသုံးခဲ့လို့ဝင်ငွေနှစ်ဆရရှိသွားတဲ့တရုတ်လယ်သမားများတရုတ်နိုင်ငံမှာရှိတဲ့လယ်သမားတွေကတော့ဈေးကောင်းလည်းမရပဲအသုံးမဝင်တဲ့အဲ့ဒီကောက်ရိုးတွေကိုသုံးပြီးလာတိုင်းမှာအမျက်ဝင်ငွေတွေအများကြီးရအောင်လို့ဖန်တီးနိုင်ပြခဲ့ပါတယ်အဲ့ဒါတွေကဘယ်လိုမျိုးလဲဆိုရင်တော့ကောက်ရိုးတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ကလက်ရမြောက်လွန်းတဲ့ရုပ်ထုကြီးတွေကိုပုံဖော်ပစ်လိုက်တာပါကောက်ရိုးကိုကြီးတုံးထားတဲ့ဆိုပေမဲ့သူတို့ရဲ့လက်ရာကိုလည်းအထင်သေးလို့မရပါဘူးကော်ရီကျိုးတွေအကူတွေတုံးပြီးအခုလိုမျိုးတိတ်တဲနဲ့လှပပြီးလက်ရမြောက်လုံးနဲ့မြောက်ဝင်ဝက်ဝင်စားတဲ့တရိတ်ဆန်အကောင်ပုံစံအမျိုးမျိုးကိုဖန်တီးပြုလုပ်နိုင်ကြပါတယ်သူတို့ကအရင်ဆုံးအဲ့ဒီကောက်ရိုးတွေကိုမြေပြင်အကျယ်ကြီးရှိတဲ့အလုပ်ရုံနေရာတွေစီကိုတည်သွားပြီးတဲ့နောက်အလုံးကိုပူပေါင်းကဝိုင်းဝန်းဆောက်လုပ်ကြပါတယ်ပြီးမှသာလျှင်ကားကြီးတွေပေါ်တင်ကဘူဒိုဇာတွေနဲ့ကုတ်ယူလာတာမျိုးတွေလုပ်ပြီးလက်ကွင်းထဲမှာနေရာချကြတာပါဓာကြီးတွေကနေတန်းလေးတန်းခံနိုင်တဲ့စပင်းမဲ့မိုးရာသီကိုရောက်တဲ့အခါမှာတော့ကြာရှည်မခံတော့ပဲပျက်စီးသွားမှာစိုးရင်ဒါကြောင့်ရုပ်ထုတွေကိုလက်ကွင်းထဲကနေခဏလောက်ဖယ်ထားကြပါတယ်။ဒါဟာဆိုရင်လူတွေထက်ဆယ်ဆမကကြီးမားပါတယ်။ပထမပိုင်းမှာတော့ဒီအယုတ်ကြီးတွေကိုလက်ကွင်းထဲမှာချထားတဲ့အခါမှာအပင်တွေကိုလာရောက်ထိုးစိတ်စားတော့မဲ့စားတွေငှက်တွေနဲ့အခြားသောအကောင်ပလောင်တွေကိုခြောက်လန့်ပစ်ဖို့အတွက်စားကြောက်ရုပ်သဘောမျိုးနဲ့ထားကြတာပါ။ဒါပေမဲ့လည်းမထင်မှတ်ပဲနဲ့စီးပွားရေးအသစ်တစ်ခုတိုးလာရပါတယ်။ဘယ်လိုမျိုးလဲဆိုရင်တော့တရုတ်နိုင်ငံမှာရှိတဲ့ပြည်တွင်းဧည့်သည်တွေမကပဲကမ္ဘာလှည့်ခီးသွားတွေကိုပါဖိတ်ခေါ်ပြီးတော့သူတို့ရဲ့လေကွင်းတဲကကောက်ရိုးရုပ်ကြီးတွေကိုစိတ်ဝင်စားအောင်လို့မိတ်ဆက်ပေးလိုက်တာပါပဲအဲ့ဒီကနေစလုံးအခုဆိုရင်လာရောက်လေပတ်ကြသူတွေအတော်ကိုများပြားနေပါပြီဒီအယုတ်ကြီးတွေကိုလည်းကြည့်ရင်လက်ဆက်လာတဲ့စဘာကင်းတွေထဲမှာလည်းလမ်းဖြတ်လျှောက်ရင်းနဲ့သူတို့ရဲ့ဘဝအမောတွေကိုဖြေဖြောက်ရာနေရာလေးတစ်ခုလို့သတ်မှတ်လိုက်ကြတာပါလယ်သမားတွေကတန်မိုးမရှိတဲ့ကောက်ရိုးတွေကိုအသုံးပြုပြီးတော့ရုပ်ထုကြီးတွေဖန်တီးလိုက်တာဟာဆိုရင်စဘာကင်းတွေကိုလည်းကာကွယ်ရရောက်သွားသလိုလာစဉ်လာတိုင်းမှာလည်းခရီးသွားတွေစီကဝင်ငွေတွေအများကြီးကိုလည်းတိမ့်ပိုင်နိုင်နေပါပြီ။ဒါကြောင့်မလို့သူတို့ကမကြခင်မှာပဲစဘာကင်းကရတဲ့အမြတ်နဲ့ခရီးသွားတွေစီကဝင်ငွေတွေပေါင်းပြီးတော့အေးဆေးနဲ့အိမ်မှာထိုင်နှက်နေလို့ရတဲ့ဘီလီယံနာတထေးကြီးတွေတောင်မှဖြစ်တော့မှာပါ။ပရိသတ်ကြီးတို့ရောသူတို့ရဲ့အကြံကောင်းမှုနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြသလဲဆိုတာကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါအောင်။မြင်တာနဲ့ကြသိန်းတစ်ဖြန်းဖြန်းထသွားမယ်နတ်စားတဲ့အပင်ဒီမှာမြင်နေရတဲ့အတိုင်းပဲအသီးတွေကပုံမှန်လိုမျိုးဂိုင်းဖျားလေးတွေရဲ့ထိတ်မှာအပြုတ်လိုက်တီးနေတာမျိုးလုံးဝမဟုတ်ပါဘူးဂိုင်းထိတ်ဖျားမှာဆိုရင်အသီးမရှိဘဲနဲ့ရွက်တွေပဲရှိကြပါတယ်ဒါပေမဲ့အပင်ကြီးတစ်ပင်လုံးရဲ့ပင်စီနဲ့ဂိုင်းရင်တွေမှာတော့အဲ့ဒီအသီးတွေကလိုလိုချင်းနဲ့ကုန်အပြုတ်လိုက်တီးနေတာဟာဆိုရင်ကြောက်စရာတောင်မှကောင်းနေပါသေးတယ်လူရဲ့ခန္ဓာကိုယ်ပေါ်မှာမှဲ့တွေအများကြီးပေါက်နေသလိုမျိုးဒါမှမဟုတ်ရင်ဖပြုတ်တွေအများကြီးတက်နေသလိုမျိုးပုံစံပါပဲ
အတော်လေးလဲကြက်သိန်းထစရာကောင်းလာပါတယ်ဒါကဘရာဇီးနိုင်ငံမှာအများဆုံးပေါက်ရောက်တာဖြစ်ပြီးတော့ဂျူဘာတီကာဘာလို့ခေါ်ပါတယ်တရုတ်နိုင်ငံမှာဆိုရင်တော့တချို့ဒေသတွေမှာပဲတွေ့ရတတ်ပါတယ်ဒီအသီးကကြောက်ဖို့ကောင်းပေမဲ့အတော်လေးကိုအရသာရှိပါတယ်ဒါကြောင့်မို့လို့ဘရာဇီးသူလေးတွေဆိုရင်အဲ့ဒီအပင်နားမှာပဲတဝဲလဲလဲနဲ့အသီးတွေကိုတွားခုစားတတ်ကြပါတယ်ဒီအပင်ကြီးဟာတစ်နေ့ကို၄ချိန်ကနေ၅ချိန်အတွင်းအထိအသီးတွေခဏခဏတီးတက်ပါတယ်ပုံမှန်အတိုင်းပဲအသီးမတီးခင်မှာတော့အပွင့်စားပွင့်ပါတယ်အဲ့ဒီအချိန်ဟာဆိုရင်လည်းအပင်ကြီးတစ်ပင်လုံးမှုတ်တက်နေသလိုခယူသွင်းဆွဲနေသလိုလိုပုံစံမျိုးနဲ့တမျိုးတမိကြောက်စရာကောင်းနေပြန်ပါတယ်အသီးလေးတွေစားသီးလာပြီးဆိုရင်တော့စိမ့်စိမ့်ဆူဆူနဲ့အနှဲငယ်ကြီးရတာကအဆင်ပြေပါတယ်စားလို့ရတဲ့အနေအထားကိုရောက်ပြီးတော့မှဲ့သွားပြီးဆိုရင်တော့ကြီးရတာကကြောက်စရာကောင်းသွားပြန်ပါပြီကျွန်တော်တယောက်ပဲကြောက်နေတာလားတော့မသိပါဘူးသူမရဲ့မျက်နှာလေးမှမဟုတ်တော့ကျန်တာတွေအလုံးကကြောက်ဖို့ကောင်းနေတယ်လို့ပဲမြင်နေမိပါတယ်ပရိသတ်ကြီးတို့ရောဒါကိုဘယ်လိုမြင်မိကြပါသလဲဂျာဘူတီကာဘာအသီးတွေကိုဘယ်လိုမျိုးအသုံးပြုကြတာလဲဆိုရင်အကျော်ကြားဆုံးကတော့ဖျော်ရည်လှုပ်တောက်တာပါဘရာဇီးနိုင်ငံရဲ့ဂျာဘူတီကာဘာစမူတီဆိုရင်တော်တော်လေးကိုမှလူကြိုက်များပြီးတော့အယောင်ရဆုံးပါပဲသူရဲ့ပုံစံကအပြင်ပန်းကြည့်ရင်တော့စပစ်သီးနဲ့တူပြီးအတွင်းထဲကိုခွဲကြည့်လိုက်တဲ့အခါမှာတော့မင်းကိုသီးလေးတွေနဲ့တူနေပါတယ်အရေးရွှန်းရွှန်းချွတ်ချွတ်ချင်းချင်းနဲ့ဒီအတိုင်းစားမယ်ဆိုရင်တော့မှအတော်လေးကိုကောင်းနေပါပြီလူကြီးလူငယ်မရွေးတစွတ်စွတ်စားနေမိစေမဲ့အသီးလေးပါပဲဆော့ဆော့ကပြောခဲ့သလိုဖျော်ရည်လှုပ်တောက်တာအပြင်ရုပ်ထိုးပြီးတော့လဲစားသုံးတာမျိုးတွေလည်းရှိပါတယ်ပရိသတ်ကြီးတို့ရောဂျာဘူတီကာဘာပင်လေးတွေကိုအပြင်မှာမြင်မှုကြလားနော်ကောမန့်မှာတယောက်တစ်ခွန်းစီလောက်ပြောပြခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာလည်းအခုလိုအကြောင်းအရာတွေနဲ့အတူအားလုံးနဲ့အတူပြန်ဆောင်ကြပါမယ်ဝင်းမလွေခနာကိုနဲ့လူတစ်ပိုင်းကိုနိုင်ငံခြားမှာဒီလိုပြစားထားတယ်ဒီနေ့ပြောပြမှာတော့တင်ဘွားမှာစက်သိန်းဖြန်းဖြန်းထားခြင်းစရာကောင်းတဲ့အထိရမ်းကြောက်စရာကောင်းတဲ့ဖြစ်ရပါအခုမြင်နေရတာကဝင်းမလွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်ပါတယ်တဲ့သူကိုလူလိုပဲခေါ်ရမလားတိရစ္ဆာန်တကောင်လိုပဲခေါ်ရမလားပညာရှင်တွေတော့မသေးကွယ်သေးပါဘူးသူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဝင်းမလေးတစ်ပိုင်းမှာပါတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းအလုံးဟာလည်းလှုပ်လို့ရပါတယ်သူကလူတွေရဲ့စကားကိုနားလည်ပြီးလူတွေကိုလည်းစကားပြန်ပြောနိုင်ပါတယ်သူကိုမိမတယောက်ကမင်းကဘာစားလဲဘာလုပ်နိုင်လဲလို့တွားမိတော့ဒီလိုပြန်ဖြေပါတယ်ငါကအစားအသောက်ဆိုအကုန်စားတယ်ငွားနို့လက်ဖက်ရည်အသီးအသားအကုန်စားပါတယ်ငါရဲ့ခန္ဓာကိုယ်ကခြေလက်နဲ့အမီးတွေအကုန်လုံးကလှုပ်ပြလို့ရပါတယ်ဒီသတင်းကအင်တာနက်ပေါ်ကိုရောက်တော့ကမ္ဘာအနှံ့ကလူတွေကအထူးအဆန်းတွေဖြစ်ပြီးတော့သူ့ကိုလာကြည့်ကြပါတယ်လူတွေကလည်းကြည်ကိုတိုးနေပြီးဒီလိုမျိုးဘာမှမသိတဲ့ creature တစ်ကောင်ကိုလာကြည့်ကြတာဖြစ်ပါတယ်ဒီတတော်အကြောင်းကတိတ်ကိုထူးဆန်းပြီးအကြောင်းစုံကိုတင်သားနဲ့ဆက်ဆက်ကြားပြီးရင်တင်လဲမယိုးမရော့တွေဖြစ်လာမှာအသေးကြပါပဲဒီတတော်ကပါကစ္စတန်နိုင်ငံမှာရှိတာဖြစ်ပြီးသူ့နာမည်ကိုမာတက်လို့အမည်ပေးထားပါတယ်မြန်မာလိုဘာသာပြန်ရရင်တော့ဝင်းမလီနဲ့လူသားလို့အတိတ်ပဲရပါတယ်ဒါပေမဲ့ပါကစ္စတန်မှာတော့အထူးအဆန်းဖြစ်စရာတတော်ဖြစ်ုံနေမကလူတွေအတွက်ပါကိုးကွယ်စရာဖြစ်နေပါတယ်မြန်မာနိုင်ငံမှာတခုခုဆိုရင်ပွဲတွေပြီးပြီးကိုးကွယ်သလိုအနေတို့နိုင်ငံပါကစ္စတန်မှာလည်းအတိလိုပါပဲအရန်ကိုထူးဆန်းပြီးညင်ရီသိမ့်မမီတော့ရင်ဖျားဆိုပြီးကိုးကွယ်လိုက်ကြတာကများပါတယ်ဒါကြောင့်ဒီတတော်ကိုလည်းသူတို့ကဖျားဆိုပြီးတော့ကိုးကွယ်နေကြတာဖြစ်ပါတယ်သူကလူတွေရဲ့အနာဂတ်ကိုပါတဦးချင်းစီဟောပြောပေးပါတယ်ဒီလိုလာမေးကြတဲ့လူတွေထဲမှာကောင်လေးတွေနဲ့ចောင်းသားတွေကအများဆုံးပါပဲသူတို့မေးတဲ့အကြောင်းအရာကလည်းစာမေးပွဲအောင်မလားနဲ့ဘာတွေစာမေးပွဲမှာပါမာလဲဆိုတာတွေကြီးပဲဖြစ်ပါတယ်ဒီလူတစ်ပိုင်းဝင်မလီတစ်ပိုင်းဟာသူ့ရဲ့နေရာလေးမှာပဲသူ့ရဲ့အခင်းအကျင်းလေးထဲမှာပဲနေနေတာနှစ်ပေါင်း40ရှိပါပြီသူကနှကွန်းလေးတစ်ခုလိုကိုလှုပ်ပေးထားပြီးចောင်းဆောင်နဲ့တိတိကျကျကိုထားတာပါလာရောက်တဲ့ဧည့်သည်တွေကိုလည်းတွားရောက်လဲပတ်ခွင့်ပြုပြီးသူ့ကိုပူဇော်ပသခွင့်ပေးထားပါတယ်ဒါကြောင့်တချို့လူကြီးတွေကသူတို့အသက်တွေကြီးလာတော့ဒီတရားကိုလာပြီးတော့ပူးကြတာဖြစ်ပါတယ်ဒါပေမဲ့နောက်ွယ်မှာတောက်ရန်ကိုစက်သိန်းထားစရာကောင်းတဲ့အမှန်တရားကရှိနေပါသေးတယ်ဒါကတော့ဒီတရားဟာဝင်းမလီတကောင်လည်းမဟုတ်သလိုလူသားမိမတယောက်လည်းမဟုတ်ပါဘူးတကယ်တော့မူရီလို့ခေါ်တဲ့အမျိုးသားတဦးပါပြီးတော့ခန္ဓာကိုယ်ကလည်းအစ်စ်မဟုတ်ပဲအောက်ထဲမှာလူခန္ဓာကိုယ်ကိုဝင်နေထားတာပါပြီးတော့ဝင်းမလီတကောင်ရဲ့တေပြီးသားခန္ဓာကိုယ်ကိုယူသုံးထားတာဖြစ်ပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ဒီလိုပါပါကစ္စတန်တို့အိန္ဒိယလိုနိုင်ငံတွေမှာတောက်ရန်ကိုအယူသီးကြပြီးလူတွေကလိန်နေပါတယ်ဆိုရင်တောင်မှသူတို့ကိုကိုးကွယ်ထားရင်အဆုံးထိဆက်ကိုးကွယ်ကြလိမ့်ရှိပါတယ်ဒါကြောင့်ဒီလူကလည်းစက္ကန့်မှာပြစားတဲ့လူတွေလိုမျိုးသူ့ကိုယ်သူလူထူးဆန်းဆိုပြီးတော့ပြစားခဲ့တာပါအဲဒီနောက်တော့ပတ်စံတွေရအပူဇော်ခံရအကိုးကွယ်ခံရတဲ့အရာသာကိုသူသိကြိုက်လာပါတယ်ဒါကြောင့်ပဲသူကအခုလိုဝင်းမလီတစ်ပိုင်းလူတစ်ပိုင်းဖြစ်လာရတော့တာပါဒီအကြောင်းတွေကိုအကုန်လုံးလဲထုတ်ဖော်ထားပြီးသားဖြစ်ပေမဲ့လူတွေကတော့သူ့ကိုဝင်းမလီတစ်ပိုင်းလူတစ်ပိုင်းဆိုပြီးတော့ဆက်လက်ယုံစားကိုးကွယ်နေကြတုံးပါပဲတင်ရောဒီလိုယုံကြည်မှုတွေပေါ်ဘယ်လိုများထင်မြင်ယူဆမိကြပါသလဲတင်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကွန်မန့်မှာမှန်ခဲ့ပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ပရိသတ်ကြီးတို့လည်းအခုတင်ဆက်ပေးသွားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးသဘောကျနှစ်သက်တဲ့ဆိုရင် channel လေးကို like and follow လေးလုပ်သွားပေးကြပါအောင်နောက်ဗီဒီယိုမှာအားလုံးနဲ့အတူပြန်ဆုံကြပါမယ်ခင်ဗျာအမေရိကန်ဒေါ်လာကိုအလုံးအင်းနဲ့အတုတွေထုတ်နေတဲ့ပြုံယမ်းမျိုးကရုံကန်လေး1989ခုနှစ်ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာဒေါ်လာ100တန်ငွေစက္ကူအတုတွေပေါ်ပေါက်လာခဲ့ပါတယ်ဒီအတုတွေဟာအရေးအသွေးအလွန်ကောင်းမွန်ပြီးအထီးအတွေ့မှင်းအယောင်ရေစာမှတ်နဲ့အနံ့တွေကအစအဆင့်နဲ့ခွဲခြားရခက်လောက်အောင်ကိုတူညီပါတယ်ဒါကြောင့်ဒီငွေစက္ကူတွေကိုစူပါနှုတ်လို့နာမည်ပေးခဲ့ကြပါတယ်အ
အမေရိကန်အစိုးရကဒီစူပါနုတ်တွေကိုစုံစမ်းစစ်ဆေးခဲ့ရမှာအစစ်နဲ့တူညီတဲ့စက်ကူအမျိုးအစားနဲ့အစစ်ကိုရိုက်နှိပ်တဲ့စက်မျိုးကိုအသုံးပြုထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီလိုစက်ကူမျိုးကိုအမေရိကန်ဗန်နာရေးဌာနအတွက်ကရိန်းစက်ကူကုမ္ပဏီကပဲတရားဝင်ထုတ်လုပ်ပေးတာပါ။စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်ကျွမ်းကျင်သူတွေကဘန်ဂျမင်ဖရန်ကလင်ရဲ့ပုံတူဘေးမှာရှိတဲ့သေးငယ်တဲ့ဟာနေမူလေးကနေနောက်ခံပုံထဲကမိတိုင်မှာပိုထူနေတဲ့မြင်းချောင်းလေးတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာအတုကိုဖော်ထုတ်ဖို့လုံလောက်တဲ့တဲလွန်စားတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုငွေအတုတွေကိုဘယ်သူကဘယ်ကနေထုတ်လုပ်ခဲ့တာလဲ။နံပါတ်39အခန်းနဲ့လျှို့ဝှက်ဆက်ယုံ1994ခုနှစ်မှာမြောက်ကိုရီးယားတန်တမန်9ဦးဟာဒေါ်လာ4,300,000တန်ဖိုးရှိတဲ့ငွေအတုတွေနဲ့အဖမ်းခံခဲ့ရပါတယ်။နှစ်နှစ်အကြာမှာလဲမြောက်ကိုရီးယားနိုင်ငံကအမျိုးသမီးတဦးဟာဒေါ်လာသိန်းချီတဲ့ငွေအတုတွေနဲ့ထပ်မံအဖမ်းခံခဲ့ရပါတယ်။အမေရိကန်ထောက်လှမ်းရေးတွေဟာအချက်အလက်တွေကိုစူးစီးခဲ့ရမှာနံပါတ်39အခန်း Ron 39ဆိုတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကိုတွေ့ရှိခဲ့ကြရပါတယ်။ဒီအဖွဲ့ဟာပြုံယမ်းမှာရှိတဲ့လူသမားပါတီရဲ့လျှို့ဝှက်ရုံးချုပ်တစ်ခုဖြစ်ပြီးမြောက်ကိုရီးယားရဲ့အာဏာပိုင်တွေအတွက်ငွေရှာပေးနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဆိုဗီယက်ယူနီယံပြိုလဲချိန်မှာမြောက်ကိုရီးယားရဲ့စီးပွားရေးအခြေအနေဆိုးရွားလာတဲ့အတွက်တရားဝင်ငွေကြေးရှာလို့မရတဲ့အခါငွေအတုတွေကိုထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပြုံယမ်းမြို့ပြင်မှာရှိတဲ့နံပါတ်62ပုံနှိပ်စက်ရုံ Printing Plant 62ဟာကမ္ဘာအဆင့်မီစက်ကူရီယာတွေနဲ့ငွေအတုတွေကိုလျှို့ဝှက်စွာထုတ်လုပ်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီပုံနှိပ်စက်ရုံဟာလုံခြုံရေးအဆင့်အလွန်မြင့်မားပြီးပြင်ပကမ္ဘာကနေဘယ်သူမှမသိနိုင်အောင်လို့တည်ဆောက်ထားပါတယ်။ထိုးဖောက်ဝင်ရောက်မှုများနဲ့ငွေကြေးစစ်ပွဲ1996ခုနှစ်မှာအမေရိကန်ဒေါ်လာ100တန်ငွေစက်ကူအသစ်ကိုဒီဇိုင်းပြန်ပြောင်းပြီးတော့ထုတ်လုပ်ခဲ့ပါတယ်။ဒါဟာမြောက်ကိုရီးယားကိုမင်းတို့ဘာလုပ်နေတာလဲဆိုတာငါတို့သိတယ်လို့ပြောလိုက်တာပါပဲ။ဒါပေမဲ့နှစ်နှစ်အကြာမှာပဲမြောက်ကိုရီးယားကဒီဇိုင်းအသစ်နဲ့ငွေအတုတွေကိုထပ်မံထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီလိုလုပ်နိုင်မှုအတွက်မြောက်ကိုရီးယားဟာ FBI ရဲ့ Operation Royal Chant နဲ့ Operation Smoking Dragon လိုစီမံချက်တွေကနေတဆင့်ထိုးဖောက်မှုတွေလုပ်ခဲ့ကြပါတယ်။2005ခုနှစ်စက်တင်ဘာလမှာအမေရိကန်ဗန်နာရေးဌာနကမကာအိုမှာရှိတဲ့ဘန်ကိုဒေတာအေရှာဘန်ကိုစီးပွားရေးအရာပိတ်ဆို့ခဲ့ပါတယ်။ဒီဘဏ်မှာမြောက်ကိုရီးယားအာဏာပိုင်တွေရဲ့ကိုယ်ပိုင်အကောင့်တွေထဲကဒေါ်လာ25သန်းကိုထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကမြောက်ကိုရီးယားကိုစီးပွားရေးအရာအလွန်ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့မြောက်ကိုရီးယားဟာစစ်ပါတီတော့နျူကလ িয়ার ဆွေးနွေးပွဲမှာပါဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေဟာမြောက်ကိုရီးယားကိုယ်တိုင်ထုတ်လုပ်ခဲ့တဲ့ငွေအတုတွေကပဲမြောက်ကိုရီးယားကိုပြန်လည်ထိခိုက်စေခဲ့တယ်ဆိုတာကိုပြသလို့နေပါတယ်။ဒီတော့ငွေစက်ကူတွေထဲမှာပါဝင်တဲ့လုံခြုံရေးအင်္ဂါရပ်တိုင်းဟာအမေရိကန်နဲ့မြောက်ကိုရီးယားကြားကလျှို့ဝှက်စစ်ပွဲတစ်ခုရဲ့ရလဒ်တွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ပရိသတ်ကြီးတို့လည်းအခုတင်ဆက်ပေးသွားတဲ့ဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်ဒီလိုဗီဒီယိုမျိုးတွေကိုပုံမှန်ကြည့်ရှုနိုင်ဖို့အတွက် channel လေးကို like and follow လေးလုပ်သွားပေးကြပါအောင်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်